တယောက်တစ်ချက်နဲ့ဘုန်းကြီးတတ်မှာနော်အဲ့ဘွဲကလေအောင်းစရာကောင်းသွားတတ်ကြတာတောကြီးထဲမှာပြိတဲ့တပားတဲ့ဟိုကထိုင်းတယ်နေဝင်မိုးချုပ်ကန်သာတရားအထုတ်နေတဲ့မာတိတ်တာနာရုပ်ရုပ်နဲ့အကုန်လုံးဝိုင်းထားဟဲ့တကားတွေရုပ်ရုပ်နဲ့မလုပ်တယ်လေအရှင်ဖျားဘွဲဘလို့ခေါ်တာတော့ငါဘွဲမဟာတိတ်တာလို့ခေါ်တာအရှင်ဖျားကိုတတ်မလို့လာတာတတ်မလို့လာတယ်ဆိုတော့ပြိတဲ့အများကြီးမတောင်းဘူးတခွန်းနဲ့ပဲဧကရတ္တိဇီဝိတံဒေထတညလောက်တော့အသက်ချမ်းသာပေးပါမိုးလင်းရင်တော့တတ်ပါကွာတဲ့ညတော့ချမ်းသာပေးကြပါဦးအိုးရှင်ဘုရားကမိုးလင်းမှတတ်ပြောညထပြေဘယ်နဲ့လုပ်မလို့အရှင်ဘုရားဘက်ကတက်သေးအာမခံနေဘယ်သူရှိလို့တော့တကယ်လို့မင်းတို့တက်သေးတွေအာမခံနေရှိရောချမ်းသာပေးမှာမို့လားပေးပါမယ်တက်သေးရှိရင်တော့ကောင်းပါပြီဒါဆိုရင်ကြည့်ကြဆိုနိနာရှိတဲ့ကြောက်တုံးနဲ့ခြေသလုံးတွေရိုက်ချိုးပလိုက်အယိုးတွေပြန်ပြန်ကျိုးတော့ထနိုင်သေးလားငါမထနိုင်တော့ပါဘူးကွာတဲ့ဒီလောက်ဆိုမင်းတို့လုံလောက်ပါပြီလားဟာလုံလောက်ပါပြီရှင်ဘုရားရေတဲ့ရှင်ဘုရားကလည်းမနဲ့မိုးလင်းသေးရမှာကြီးများညဘာဖြစ်လို့ပေါင်ချိုးနေသေးပေါင်ချိုးတာကမင်းတို့ကိုအာမခံနေနဲ့ပေးတာပါကွာဘာဖြစ်လို့တညာလေးအသက်ရှင်ခြင်းသေးတာတော့တညာလေးအသက်ရှင်ခြင်းသေးတာတော့မေးတော့မာတိတ်တာကြီးပြောတာအတ္တိယာမိခရာယာမိသရာကမရဏအဟံအခုလိုအခွင့်ကောင်းကြီးနဲ့ကြုံကြိုက်နေတဲ့အခိုက်မှာယာခနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုပြောတာသူတော်ကောင်းများအခွင့်ကောင်းကိုခြောက်နေဆိုတာအဲ့ဒါမျိုးနော်အဲ့ဒီမှာပြိဿကြီးကောင်းပါပြီဗျာတရားအထုတ်ပါဆိုတရားအထုတ်ဝေရဏဝိခံပိတဝသီလံပိစဝက္ခန္တောပတိသုဒ္ဓသီလံနေသယပိတိပါမောဇံဥပ္ပစီဝေရဏဝိခံပိတဝဝေရဏကိုခွာတယ်ပေါင်ကျိုးနေတဲ့ဝေဒနာဆိုတော့ဒုက္ခဖြစ်မလားဒုက္ခဖြစ်မစင်စားဘူးတဲ့အဲ့ဒါကိုခွာထားသီလံပိစဝက္ခန္တောတဲ့ယဟန်ဘဝရောက်တဲ့နေ့ကစပြီးကိုယ်သီလစင်ကြယ်သလားမစင်ကြယ်ဘူးလားဒါပြန်စစ်တာလူဘဝနေခဲ့တဲ့အခိုက်မှာရောငါသီလတွေစင်ကြယ်သလားမစင်ကြယ်ဘူးလားဒါပြန်စစ်တာအဲ့ဒီခါမှာသူတပည့်သားရဲ့ပေါ်မှာမတရားပြောခဲ့ဘူးတာမတရားလုပ်ခဲ့ဘူးတာမတရားဆိုခဲ့ဘူးတာမတရားယူခဲ့ဘူးတာဘာမှမရှိဘူးတဲ့ကိုယ့်ရဲ့လှုပ်တဲ့ကိန်းတဲ့ပေါ်မှာစင်ကြယ်နေတာနဲ့မြင်လိုက်ရရောပီတိဖြစ်တယ်ပီတိပါမောဇံနဲ့နှစ်သက်တယ်ဝမ်းမြောက်တယ်တနည်းပြောရင်ပျော်တယ်ပေါ့မနဲ့သေးရတော့မှညဘာဖြစ်နေတယ်အော်စရာကောင်းတာအဲ့ဒါဘာရှိလို့ပျော်တာချမ်းသာလိုက်တာသေကန်တိရောက်နေပြီနော်မိုးလင်းရင်သေရမှန်းလည်းသိတယ်ညပျော်ရဲတဲ့တတ္တိရှိတာဒီသီလရှိလို့ပဲသူတော်ကောင်း